နောက်ဆုံးဆက်လေးရှိပါအခုပိုင်းကာရာအိုကေတဲ့ဒီချိုက်တဲ့မျိုးတွေကိုအထူးကျေးဇူးတောင်းလိုက်ပါတယ်ကျွန်တော်ရင်ကနောက်ဆုံးဆက်တဲ့အနေနဲ့ဒီဟောရှိတဲ့ပေါ်နဲ့ပြောပြပါမယ်ကျွန်တော်မလေးရှားကိုခေတ္တရောင်းနေမောင်ရှင်ခိုင်မျိုးဆိုင်မှာအသိလေးဟာတော့ဆိုတော့ဒီကိုဆိုပြီးပါလို့ပြောထားပါတယ်ရတော့နဲ့ကျန်စာသမတိညတိကိုဒီကြီးခေါင်းလုံးမလေးသူစကြရင်အသိလေးဟာတော့ဆိုတော့ဒီကိုဒီဆိုတော့ပြီးပါမယ်နောက်ဆုံးပြီးပါ